Shizuoka Buddha ကနေပြီးတော့ဒီ Osaka မှာရှိတဲ့ Universal Studio Japan ပေါ့နော် USJ ကိုဒီညကားစီးပြီးတော့တွားထားတဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးထားပါတယ်ဒီ Shizuoka Buddha အရှိကနေပြီးတော့ဒါည7:00 နာရီဝန်းကျင်လောက်ကနေစီးသွားတာပေါ့နော်အခုပြထားတဲ့ bus ကားပေါ့နော်ညကားဆိုမှလည်းအခုနောက်မှပြထားတဲ့အတိုင်းပဲပေါ့နော်ထိုင်ကုန်တွေကလိုမျိုးညအိပ်ပြီးတော့စီးသွားလို့ရတဲ့ကားမဟုတ်ပေါ့နော်ပုံမှန်စီးနေကြထိုင်ကုန်လိုပုံစံမျိုးပဲပေါ့နော်ညကားဆိုတဲ့အတွက်ပေါ့နော်မိန်းကလေးတယောက်တည်းခရီးသွားတဲ့လူတွေရှိတယ်ပေါ့နော်ရတနာလည်းအဲ့လိုမျိုးလူတွေတော့လဲဆေးဖြောင်းလေဒီမိန်းကလေးတီးတန်းထိုင်ကုန်နေထားပြီးရပေါ့နော်ဒါကိုကတော့ထိုင်ကုန်ဝယ်တဲ့ကမိန်းကလေးတီးတန်းဆိုတဲ့ဟာကိုရွေးရမယ်ပေါ့နော်အခုတွေ့ရဲ့အတိုင်းပဲပေါ့နော်ရေးထားပြီးရပေါ့နော်ကျော်စီရောပြီးအနောက်ကတော့ဒါယောက်ျားလေးအယောပေါ့နော်ဒါအိတ်မယ်ဆိုအရှက်တွေ့ရမလားအဲ့လိုက်ကာလေးကိုပိတ်ပြီးတော့ဒီအခုမီးကိုလည်းမှိတ်ပြီးလိုက်တယ်ပေါ့နော်ညအိတ်တာအခါမှာပေါ့နော်ဒါကတော့ဒါနားနေတဲ့နေရာပေါ့နော်ကားရနာစကန်အမအိမ်သာရှိတယ်ပြီးတော့ထမင်းသွားဝယ်စားလို့ရတယ်ပေါ့နော်စူပါတွေပါစူပါမဟုတ်ပါလဲ convenience store တွေရှိရပေါ့နော်အမအခုဘာမှမစားလာခဲ့တဲ့တော့ onigiri လောက်သွားဝယ်စားဖို့ပေါ့နော်လုပ်နေပါတယ်情况不我尼基里面钱来为了，看没看到呀？到，明天那谁为哪里离啊？这里呢？明天那谁对呀？变到呀？对，我们找到这个路了，这里点嘛，过第二天路嘛，你们。这里的嘛，不是那么稀疏。爆了，慢慢走。阿里也阿里家。不要追出到这个，西亚买咖啡哪买的？ပုံမတက်ခင်နဲ့ကိုကဟုံဟုတ်တခြားကြည့်ပေါ့နော်တခြားတို့အမစလုံးလေးထွန်းထားပြီးပေါ့နော်မစင်းကျင်လေပေါ့နော်ကားပေါ်မှာပဲအိပ်ပြီးတော့နေခဲ့လို့လေရတယ်ပေါ့နော်တချို့ကတော့ဒီကားပေါ်မှာပဲအိပ်ပြီးတော့ကြံခဲ့တယ်ပေါ့နော်အခုလိုက်ကားတွေကနေဝင်လာရတာပေါ့နော်ဒါလိုက်ကပိတ်ပေးလိုက်တယ်အခုမီးဆိုလဲဒါလုံးဝအဖြူမဟုတ်ပေါ့နော်အဝါရောင်မိန်လေးပေါ့နော်Osaka Buddha ပေါ့နော်ဒါ Osaka Buddha မှာစင်းကျင်လဲရတယ်ဒါမှမဟုတ်ဒီ Universal Studio အထိပေါ့နော်သွားရခြင်းလဲရတယ်သူများကျတော့ဒီUniversal Studio အထိပေါ့နော် USJ အထိကိုတခါတည်းတိုက်ရိုက်သွားမှာပါ
ရှီဇိုကာဘူတာကနေပြီးတော့ည10နာရီလောက်မှစီးလာတာပေါ့နော်ပြီးတော့အခုဒါ USJ ကိုရောက်ပြီပေါ့နော်ရောက်တာကမနေ့6နာရီကျော်ဝန်းကျင်ပေါ့နော်9နာရီမထိုးသေးဘူး6နာရီကျော်ဝန်းကျင်ပေါ့နော်ဒါကဒီဘတ်ကားနဲ့စီးလာတဲ့အတွက်ဒီမှာပေါ့နော်ရပ်ပြီးတာပေါ့နော်အကယ်၍ကိုကဒီအိုဆာကာဘက်ကနေလာမယ်ဆိုတော့အခုမှတိုင်မဟုတ်ပေါ့နော်ယထာဘူတာအပြင်ဘက်မှာပါဆနာဆင်းလာတဲ့ဘတ်ကားဟိုအနောက်မှာပေါ့နော်အဲ့ဒီနောက်မှာဘတ်ကားမှတ်တိုင်ဒီလိုကို၆လာပြီဆိုရင်ဒါရောက်ပေါ့ဝင်ဘက်အပေါက်ဝရောက်လာတယ်နောက်ပါပေါ့နော်ဘတ်ကားစီဇိုကနေလာဘတ်ကားဘက်မှာရပ်ပြီးတယ်လက်6နာရီကျော်ပဲရှိတာလေသူကအပြည့်ပဲဒီကအများကြီးတန်းစီနေရတော့မလားဒါ1000ပေါ့နော်ဒီနားဟာတွေက2000ထုံများရင်တော့2000ပေါ့နော်များတော့ဒီ1000နဲ့ရတယ်အကျွေးစည်းနဲ့ပဲလေဒီထည့်လို့ရတယ်အကျွေး900ရမယ်ထည့်လို့ရတယ်အကျွေးစည်းရဒီကအမဟုတ်ပါဒီဟာဒီအဲ့လိုမှโอเคဒီမှာထည့်လိုက်ပါဦးကျွေးစည်းထည့်လိုက်မှဒီကပိတ်လို့ရမှာမော်မင်းကနောက်ပါအဲ့ဒီနေရာပေါ့နော်ကားဆင်းလာတာဟုတ်ပဲလားဒါမှကျွေးအများကြီးပဲလက်6နာရီကျော်ရတနာကျတော့ဒါဒီမှာအတူတူပေါ့နော်ရှောက်နေမဲ့တငယ်ချင်းတွေကိုစောင့်နေတာပေါ့နော်အကြောင်းမတော်ပြီးတော့တမ်းမစီသေးပဲနဲ့ခဏစောင့်နေတာပေါ့နော်လူတွေကလေဒါခဏလေးမိနစ်ပိုင်းတွင်လေးအများကြီးပဲဖြစ်လာတငယ်ချင်းတွေလည်းရောက်လာပြီဆိုတော့အခုအထဲကိုဝင်လာတော့မယ်ဒီအထဲမှာလေးပေါ့နော်သွားပြီးတော့လေစရာတွေစီးစရာတွေစော့စရာတွေကစားစရာတွေပေါ့နော်ဟိုရှောက်ပြီးတော့ကြည့်စရာတွေအများကြီးပေါ့နော်ဒါတော့သူများကဒါပိတ်ရမဟုတ်ဘဲနဲ့ဂျားရဲ့ထဲမှာသွားတာတော့လူကများတယ်ပေါ့နော်အကယ်၍ပိတ်ရဆိုရင်ပို့ပြီးတော့ကွာတနေရာနဲ့တနေရာဆိုအခုမျိုးတန်းစီရတဲ့လူတွေများရပေါ့ကွအဲ့တော့ကွာအချိန်တန်းစီရနေရာမှာပဲလေတနာရီနိုင်ပေါ့အဲ့လိုမျိုးအချိန်တွေလည်းပေးရတယ်ဆိုတော့ဒီကွာမိုးလင်းကနေသွားပြီးတော့မိုးချုပ်ထိဒီမှာပဲလေတာပို့ပြီးတော့တန်တယ်ပေါ့နော်အကြောင်းမနေ့အစောကြီးဒီရှိစိုးကနေပြီးတော့စိုက်တယ်ညနေပြန်မယ်ဆိုရင်လည်းဟိုညနေ9နာရီ6နာရီလောက်ထိပေါ့နော်ဒီမှာပဲကစားစော့ရီမှာဒီရှိစိုးကာဘက်ကိုပြန်ထွက်လာခြင်းလဲညာကားရှိရလို့ပြောရပေါ့နော်တကားမဟုတ်ရင်ကိုကဒီဘောနော်အိုဆာကာနမ်ဖာဘက်ကိုသွားလဲခြင်းနဲ့ဆိုရင်လည်းဒီဘောနော် Universal Studio နဲ့ထွက်လိုက်တာနဲ့ဒီဘူတာရှိရပေါ့နော်ယထာဘူတာကနေပြီးတော့ဒီအိုဆာကာမြို့တွေကိုပြန်သွားပြီးတော့လေရင်ရတယ်ပေါ့နော်ဟိုဒီမှာပဲတနေ့ကုန်အချိန်ပေးပြီးလေတာပို့ပြီးတော့တန်တယ်ပေါ့နော်အကြောင်းမလို့ဒီမနေ့အစောကြီးကားစီးပြီးတော့သွားတာတကယ်ကောင်းတယ်ပေါ့နော်ကိုကစီးစရာဆော့စရာတွေအကုန်လုံးကိုစီးရဲဆော်ရဲတွေဆိုရင်တော့ပို့ပြီးတော့တန်တယ်ပေါ့နော်ကိုကဒီဗာလေရိုလာကိုစတာတွေဘာတွေဆိုရင်လည်းရတနာအမြင့်ကြောက်တာတော့ဘာကြောင့်မစီးတဲ့အတွက်ဟို
အဲ့ဒီဟာတွေမစီးတဲ့အတွက်ပေါ့နော်တချို့ဟာတွေမတန်ဘူးပေါ့နော်ဒါပေမဲ့တော်တော်များများတော့ရှောက်လေခဲ့တယ်ပေါ့နော်အကဲကစီးရဲတဲ့လူတွေဆိုပို့ပြီးတော့တန်နေသေးတယ်ဒီရိုက်ထားတယ်လေဒီရိုက်ထားတာရိုက်ပြီပဲလေအကောင်လုံးရအောင်အကောင်လုံးပေါင်းနေဆောက်ပြီးကြီးတွေပဲမိုက်တယ်ကြော်ရီတေးရှာထုတ်ပြရရရရလက်ပွက်ရလာပြီလေဒီနေ့မကလာရှောင်းတော့မဒီနေ့မကလာ君たちだけスタンダップかもさあ前に行こうぜみんな拍手ရှောင်းနေရှောင်းနေそこに座ってる意味はわかるかいさあファイト中を持つ
ဒါကတော့ top ပေါက်ဝင်ပေါက်ပေါ့နော်ဒါရထားနဲ့လာမယ်ဆိုရင်အခုအပေါက်ကနေဝင်ရမယ်ပေါ့နော်ရတနာကမနက်ကကျတော့ဒီဘက်ပေါက်ကနေမဟုတ်ပဲနဲ့ဟိုဘက်အတွင်းထဲကနေပဲတခါတည်းဝင်သွားတော့ပေါ့နော်ဒီဝင်ပေါက်နဲ့ရထားပုတ္တာကလည်းလမ်းလျှောက်3မိနစ်လောက်ပဲကြာရည်လားအခုညအခုလေးကို꿰သွားမယ်ဆိုရင်ပေါ့နော်အဲ့မှာ Universal Studio ပေါ့နော်တန်ပြီးတော့ရောက်ပါတယ်အဆုံးထိကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နော်